ကဲရှယ်တန်နဲ့ all file လေးတွေရောင်းပြမယ်နော်ဒီနေ့ဒီအပိုင်းတင်တာလေးတွေက model တူပဲမဲ့အလုံးလုံးဝမတူပါဘူးရှင်ဗီဒီယိုတိုင်းကိုဝင်ကြည့်ကြည့်ပါနော်ဒီဖြူလေးကကျတော့ iPhone 11 64GB all file duration all battery 93%မှာအလုံးကတော်တော်လေးတန့်တယ် iCloud ရှင်းတယ် restart ချလို့ရတယ် face လည်းရတယ် True Tone လည်းပါတယ် CH region မှာ camera 180.5 အကုန်ရတယ် display message လေးတော့ပါပါမယ်ရှင်ဈေးနှုန်းလေးကကျတော့8,49,000ကိုမှကာပါမှန်မကွဲအသွင်ကြိုးလည်းပါပါတယ်ဒီအနက်ကလေးကကြတော့ရောက်တိုင်းကုန်တဲ့ iPhone 10 all file 64GB လေးပါ iCloud ရှင်းတယ် restart တမုံချပါ face လည်းရတယ် camera 1828အကုန်ရပါတယ် region ကကျတော့အားလုံးကြိုက်တဲ့ ZPA ဖြစ်ပြီးတော့ battery ကကျတော့84%မှာ body အပွန်းခတ်ပါနဲ့ bay frame sport နဲ့တော့ပါတယ်True Tone တော့မပါဘူးပေါ့နော်ဒါလေးကိုနည်းနည်း short ဈေးလေးနဲ့ပဲပေးလိုက်မယ်4,89,000ကျပ်နဲ့ပဲယူပါရှင့်ရန်ကုန်ဆိုရှင်အရင်ငွေချေပို့ပေးပါတယ်လာဝယ်ခြင်းတဲ့ customer တွေကလည်းလာဝယ်လို့ရတယ်တခြားမြို့နယ်တွေကတော့ငွေလုံးဝင်ကားကိတ်တင်ပေးပါရှင့်